္ဂလာပါတူဝါဒနာရှင်များအားလုံးမင်္ဂလာပါဗျအင်္ဂါနေ့တိုင်းထွက်တဲ့ site ကလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အင်္ဂါနေ့တိုင်း1ချိန်ထိပါတယ်အင်္ဂါနေ့အတွက်ဆိုလို့ရှိရင်တောက်ကြံနေ့ရဲ့မနက်ခင်းထွက်တဲ့ကဏ္ဍကိုကြည့်ရပါမယ်တောက်ကြံနေ့မနက်ခင်းထွက်တဲ့ကဏ္ဍက38ဖြစ်တဲ့အတွက်ကြောင့်အင်္ဂါနေ့မှာ38တလုံးကပြန်ထွက်ပါမယ်တဲ့ကြည့်အောင်အဲ့တော့တနင်္လာအင်္ဂါ3လေးထွက်ပါတယ်နောက်3လေးထွက်ပါတယ်နောက်ထပ်တစ်ခါအင်္ဂါနေ့ကိုကြည့်မှဖြစ်တဲ့အတွက်တောက်ကြံနေ့ကဏ္ဍကိုတွားကြည့်ရမယ်တောက်ကြပါထားလဲတောက်ကြခွင်9ဆိုပြီးထွက်ပါတယ်တောက်ကြခွင်9ထွက်တဲ့အတွက်ကြောင့်လာမယ့်အင်္ဂါနေ့မှာခွင်နဲ့9တလုံးပြန်ကြမယ်တဲ့အဲ့တော့ကြည့်အောင်ဗာကြတယ်တနင်္လာအင်္ဂါဒီမှာတစ်ခွင်ကြွပါတယ်တစ်ခွင်ထွက်ပါတယ်အဲ့တော့နောက်တစ်ပတ်တစ်ခါအင်္ဂါနေ့အတွက်ကြည့်မှာဆိုတော့တောက်ကြနေ့မနက်ခင်းထွက်တဲ့ကဏ္ဍကိုကြည့်ရပါမယ်တောက်ကြနေ့တောက်ကြ9-3ထွက်ပါတယ်တောက်ကြနေ့မနက်ပိုင်း9-3ထွက်တဲ့အတွက်ကြောင့်အင်္ဂါနေ့မှာ9နဲ့3တလုံးကအပိုင်ထွက်ပါမယ်ကြည့်ရအောင်တစ်ချက်လောက်တနင်္လာအင်္ဂါ9ခွင်ထွက်ပါတယ်နောက်တစ်ပတ်အင်္ဂါနေ့ကိုကြည့်မယ်ဆိုရင်တောက်ကြနေ့ကိုပြန်ကြည့်ရအောင်တောက်ကြပါထွက်လိုက်ကြည့်ရအောင်တောက်ကြ1-5ထွက်ပါတယ်တောက်ကြ1-5ထွက်တဲ့အတွက်ကြောင့်လည်းအင်္ဂါနေ့မှာ1-5တလုံးကတီးကြထွက်ပါမယ်တစ်ချက်လောက်ကြည့်ရအင်္ဂါနေ့ပါထွက်တယ်တနင်္လာအင်္ဂါ1ခွင်ထွက်ပါတယ်ကဲနောက်တစ်ပတ်အင်္ဂါနေ့ကြည့်မယ်ဆိုတော့တောက်ကြနေ့ကိုတောက်ကြနေ့မှာ1-6ထွက်တဲ့အတွက်ကြောင့်အင်္ဂါနေ့မှာ1နဲ့6တလုံးကပိုင်လာမယ်အဲ့တော့ကြည့်ရအောင်တနင်္လာအင်္ဂါခွင်1ထွက်ပါတယ်နောက်တစ်ခုအဲ့ဒီတော့ကအင်္ဂါနေ့ကြည့်မယ်ဆိုတောက်ကြနေ့ကိုထက်ရှာမယ်တောက်ကြပါထွက်လိုက်ကြည့်ရတောက်ကြခွင်9ထွက်ပါတယ်တောက်ကြခွင်9ထွက်တဲ့အတွက်ကြောင့်လာမယ့်အင်္ဂါနေ့မှာခွင်နဲ့9တလုံးအပိုင်ထွက်ပါမယ်ကြည့်အောင်တနင်္လာအင်္ဂါ9-6ထွက်ပါတယ်အင်္ဂါနေ့ကြည့်အတွက်ကြည့်မယ်ဆိုတော့တောက်ကြနေ့လိုက်ရှာမယ်တောက်ကြပါထွက်လိုက်ကြည့်အောင်တောက်ကြနေ့မှာ1-3ထွက်တဲ့အတွက်ကြောင့်အခုလာမယ့်8လပိုင်း18ရက်နေ့မှာနော်8လပိုင်း18ရက်အင်္ဂါနေ့မှာ1-3တလုံးကအပိုင်ထွက်ပါမယ်သူဒီပါရရှင်များအားလုံး1-3တလုံးသတိထားကြပါနောက်တစ်ခုကဒီနေ့မှာဒါအပတ်တိုင်းထွက်တဲ့ site လေးတစ်ခုပြပေးပါမယ်ဒီနေ့တနင်္လာနေ့မှာ3ခွင်9ဖြစ်တဲ့အတွက်ကြောင့်3-3ခွင်နဲ့9နဲ့ပေါင်းရနှစ်3နှစ်ဆိုပြီးထွက်ခဲ့ပါတယ်3နှစ်ဆိုပြီးထွက်ခဲ့တဲ့အဲကြောင့်မနေ့ပြန်မှာလဲမော်ဒယ်အင်တာနက်လေးကိုအခုလိုမျိုးလို့ပေါင်းကြည့်ပါထွက်လာနိုင်ပါတယ်နောက်တစ် site ပြပေးမှာဖြစ်ပါတယ်အင်္ဂါနေ့တိုင်းကြားတဲ့ site ကလေးကိုနောက်တစ်ခုကျွန်တော်ကတစ်ချက်ပြပေးမယ်ခဏလောက်ကြည့်လိုက်ချက်လောက်ကြည့်ရအောင်အင်္ဂါနေ့တိုင်းအတွက်ဆိုလို့ရှိရင်အင်္ဂါနေ့အတွက်ဆိုလို့ရှိရင်တောက်ကြနေ့ဟာနော်တောက်ကြနေ့ဟာတနင်္လာနေ့ကိုကြည့်ရမယ်နော်တနင်္လာနေ့မှာဒီမှာ6-6ထွက်တဲ့အတွက်ကြောင့်ဒီနေရာမှာ6-6ထွက်တဲ့အတွက်ကြောင့်အင်္ဂါနေ့မှာ6-6တလုံးကိုပြန်ကြအောင်လေကြည့်ရအောင်အင်္ဂါနေ့6ကြပါတယ်နောက်တစ်ခုတနင်္လာနေ့အတွက်ဆိုတနင်္လာနေ့ရဟာသွားပါမယ်အင်္ဂါနေ့ကြည့်မယ်ဆိုတနင်္လာလိုက်ချင်တနင်္လာနေ့မှာ2ခွင်ဖြစ်ဒီမှာဒီနေရာမှာ2ခွင်ကြတဲ့အတွက်ကြောင့်2ခွင်တလုံးကပြန်ကြပါမယ်တဲ့အဲ့တော့တစ်ချက်လောက်ကြည့်ရခွင်တစ်ထွက်ပါတယ်နောက်တစ်ခုတနင်္လာနေ့သွားမှာတနင်္လာအင်္ဂါအတွက်ဆိုတနင်္လာနေ့ရှောင်းတနင်္လာနေ့မှာဒီမှာ3-8ထွက်တဲ့အတွက်ကြောင့်အဲ့3-8ကအင်္ဂါနေ့မှာတလုံးကြပါမယ်တဲ့ဒီမှာခွင်3-8ဆိုပြီးထွက်ပါတယ်နောက်တစ်နေ့တစ်ခါထပ်ပြီးတော့တနင်္လာလိုက်ရှာမယ်တနင်္လာမှာဒီနေရာမှာ6-6ထွက်တဲ့အတွက်ကြောင့်အဲ့ဒီ6-6ကအင်္ဂါနေ့မှာတလုံးကြပါမယ်ပြန်ကြည့်ရ6-6ဒီမှာတော့6-6ကမထွက်ဘဲနဲ့ခွင်3ဘက်ကထွက်သွားပါတယ်ခွင်3ကနေပြီး1ခွင်30ဆိုပြီးကြာပါပါတယ်ဒါတော့သတိထားမှရလိမ့်မယ်နော်ဒါလည်းတနင်္လာနေ့မှာပြီးပြီ1-5ထွက်တဲ့အတွက်ကြောင့်ဒီနေရာမှာ1-5ထွက်လို့အင်္ဂါနေ့မှာတလုံးကြမယ်1-5နေโอเคဒီမှာ1ကြပါတယ်အခုတနင်္လာလိုက်ရှာမယ်တနင်္လာနေ့မှာ6-3ထွက်တဲ့အတွက်ကြောင့်ဒီနေရာမှာ6-3ထွက်လို့နောက်ထပ်6နဲ့3ကအင်္ဂါနေ့မှာတလုံးကြပါမယ်9-6ဆိုပြီးကြပါတယ်
တနင်္လာလိုက်ရှာပါမယ်တနင်္လာနေ့မှာဒီနေ့တနင်္လာနေ့မှာခွင်3ညတစ်လုံးကြားတဲ့အတွက်ကြောင့်တနင်္လာနေ့မှာဒီနေရာမှာခွင်3ညဆိုပြီးကြားပါတယ်အဲဒါကြောင့်ခွင်3ညနဲ့တစ်လုံးကအင်္ဂါနေ့မှာကျင်းနေလာပါမယ်ခုနအရင် site ကပထမ site က1-3တစ်လုံးအခုဒုတိယ site ကခွင်3ညတစ်လုံးရှိပါတယ်အဲ့တော့ကျေးဇူးပါသနာရှင်များအားလုံးကြံကောင်းကြပါစေ